ပတ်တော့စပတ်မယ်စပတ်နဲ့မှာအသားကောင်းကောင်းအစင်ဆန်းဆန်းနေဆိုရင်ဈေးကပုံမှန်ထက်ကိုပိုများပါတယ်နော်ကဲအခုမှပြပြမဲ့ဒီဇိုင်းလေးဆိုလို့ရှိရင်လည်း digital span ဟိုမှာ A grade နောက်ဆုံး update အဆင့်တွေဖြစ်ပါတယ်လှလိုက်တာဒီဇိုင်းလေးကတော့လုံးဝဒီ2026မှာပေါက်တဲ့ဒီဇိုင်းလေးပဲဝီပုံစံလေးကိုမှလက်ပြပုံလေးတွားထားတယ်လက်တွန်လေးနဲ့ရင်ဆိုင်က44ဘောင်းမီလေးဆိုလဲဒီမှာဒီလှနေရောပဲဒဲဘွားလေးလှုပ်ထားပေးတယ်တင်က46ရှိမယ်အဲ့တော့ပုံမှန် free site အတွက်မဖြူကိုတွားပေးထားတာဖြစ်ပါတယ်ပေါင်ကြီး100ကနေ140ရက်ရှည်ရယ်ဆိုတော့145 150လောက်ထိပဲဒီမှာလေးကတော့ usage ချင်တယ်ပေါ့နော်နောက်မှာခါစီကျိုးတော့စီးထားတယ်ဖြုတ်လိုက်ရင်လည်းရပါတယ်ခက်ပွားပွားလေးပါပဲနော်စပတ်လေးတွေကြတော့ပုံမှန်အင်ကြီးတွေထက်ကိုက site ပွားပွားလေးဝယ်သင့်ပါတယ်နော်ကဲအဲ့တော့ကာလာက6အောင်လာပါတယ်1ရောင်2ရောင်13900ရဲပါရှင်ဒါမျိုးအစင်လေးတွေကိုပေါ့နော်ဒီမှာ2ရောင်ဒီမှာလှလိုက်တာကာလာလေးတွေအကုန်ကသူကအခုပြတယ်ဩကာလာ9ရောင်နေလားကာလာ9ရောင်လိုင်းမယ်တဲ့အဲ့တော့9တဲ့တွဲလုံးကိုမှတစ်ထည်ကို13900နဲ့ရမယ်နှစ်ထည်လောက်ပဲလို့